မြန်မာနိုင်ငံရဲ့တိုးတောင်တွေနဲ့စိုက်ခင်းတွေမှာအကြောက်ရဆုံးနဲ့အခမ်းအနားဆုံးတတော်ဝါကိုပြပါဆိုရင်ကျွန်တော်တို့ငန်းလို့ခေါ်တဲ့မွေတွေကိုပြရပါလိမ့်မယ်။ဒါပေမဲ့ငန်းဆိုတဲ့စကားလုံးရဲ့နောက်ကွယ်မှာနာမည်တွေရှုပ်ထွေးနေတာတင်သတိထားမိလား။တောကြီးမွေဟောက်ကင်းကောဘရာလို့ခေါ်တဲ့ငန်းပုံနဲ့ငုံကွက်မွေဟောက်တွေဟာပုံတရံချင်းတူသေးအောင်ရှိပေမဲ့သူတို့ရဲ့သဘာဝနဲ့အစိတ်တွေကလုံးဝကွဲပြားပါတယ်။တောကြီးမွေဟောက်နဲ့မွေဟောက်မှာဘယ်မွေကအစိတ်ပိုပြင်းတယ်လို့ထင်ပါသလဲ။ဒီနေ့ဗီဒီယိုမှာတော့မြန်မာလူထုကြားထဲမှာနှစ်ပေါင်းများစွာအမှတ်မှားခဲ့ကြတဲ့တောကြီးမွေဟောက်နဲ့ရိုးရိုးမွေဟောက်တွေကိုခွဲခြားနည်းအပြင်တောကြီးမွေဟောက်အကောင်ပုံလေးတွေကဘာကြောင့်ငန်းတို့ကြားနဲ့မှားတက်ရလဲဆိုတာရဲ့လက်တွေ့ကျတဲ့ခွဲခြားနည်းတွေကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်မွေဟောက်အကောင်ကြီးတွေမြင်ရင်တောကြီးမွေဟောက်လို့ပဲအလွယ်တကူတတ်မှတ်လိုက်ကြပါတယ်တကယ်တော့မွေဟောက်တွေဟာလည်း9ပေကျော်အထိကြီးထွားနိုင်တာမို့အမှတ်သားကိုမကြည့်ပဲအရွယ်စားနဲ့တင်ဆုံးဖြတ်လိုက်တဲ့အခါမှားတတ်ပါတယ်ပုံတရံကိုကြည့်ရင်တောကြီးမွေဟောက်အကောင်ပေါက်လေးတွေကကိုလုံးမဲအောင်ပေါ်မှာအဝါရောင်အစင်းလေးတွေပါပါတယ်ဒါဟာအစိတ်ပြင်းငန်းတော်ကြားနဲ့အတော်လေးစင်တူပါတယ်တောကြီးမွေဟောက်အကောင်ပေါက်လေးတွေကပပင်းထောင်ပြတဲ့အခါလူတွေကငန်းတော်ကြားနဲ့မွေဟောက်မျိုးဆက်ထားတာပဲလို့ထင်တတ်ကြပါတယ်တိတ်ပံနေကြရှင်းလင်းချက်တွေအရမျိုးစိတ်မတူတဲ့မွေတရားမျိုးဆက်လို့မရပါဘူးသူတို့ရဲ့ DNA တိစောက်ပုံနဲ့ခရိုမိုဆိုးအရေးအတွက်မတူညီတဲ့အတွက်သဘာဝမှာမျိုးဆက်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးဒါဟာသဘာဝဟာပေးထားတဲ့ကာကွယ်ရေးအယောင်ကြောင့်သာစင်တူနေတာဖြစ်ပါတယ်တောကြီးမွေဟောက်နဲ့ရိုးရိုးမွေဟောက်ကိုအပြင်ပန်းကြည့်ပြီးခွဲခြားနိုင်တဲ့အဓိကအချက်၄ချက်ရှိပါတယ်အသိသာဆုံးချက်ကတော့ရွယ်စားပါတောကြီးမွေဟောက်တွေကပြန်မြ10ပေကနေ73ပေအထိရှည်လျားနိုင်ပါတယ်မှတ်တမ်းတွေမှာတော့18ပေအထိရှိခဲ့ဘူးတဲ့တောကြီးမွေဟောက်တွေတောင်ရှိခဲ့ပါတယ်အရွယ်ရောက်ပြီးသားတောကြီးမွေဟောက်ဟာလူတရက်ဇာလောက်အထိပပြင်းထောင်းနိုင်ပါတယ်ရိုးရိုးမွေဟောက်တွေကတော့3ပေကနေ5ပေလောက်အထိပဲရှိတဲ့အတွက်တိတိတသာပိုတိုးပါတယ်အရှည်ဆုံးကောင်ကတော့9ပေကျော်လောက်အထိသာမှတ်တမ်းတွေထဲမှာရှိပါတယ်မွေဟောက်ထဲမှာအရှည်ဆုံးအကောင်တွေကတောကြီးမွေဟောက်နဲ့အမြဲတမ်းမှားနေတာမို့ထပ်ပြီးခွဲခြားပြပါဦးမယ်။ငွေဒီအန်ဒီရဲ့တွေးလို့ပပြင်းထောင်လိုက်တဲ့အခါတောကြီးမွေဟောက်ရဲ့ပပြင်းကကျင်းမြောင်းပြီးရှည်လျားပါတယ်။ရိုးရိုးမွေဟောက်ရဲ့ပပြင်းကတော့ပူပြီးဝိုင်းဆက်ပြီးဘေးကိုကားထွက်နေပါတယ်။ဒီအချက်ကလည်းပူပြီးတိသားစေပါတယ်။ပပြင်းပေါ်ကအမှတ်သားကိုကြည့်ရင်ရိုးရိုးမွေဟောက်ရဲ့ပပြင်းနောက်ဘက်မှာဝါလုံးအခရာပုံစံဒါမှမဟုတ်ဂွင်းပုံစံအမှတ်သားအထင်ရှားပါတတ်ပါတယ်။ဒါကြောင့်လဲဝါလုံးဖို့မွေဟောက်လို့တချို့ဒေသတွေမှာခေါ်ကြပါတယ်တောကြီးမွေဟောက်မှာတော့ဒီလိုအမှတ်အသားမျိုးမပါပဲမြားချွန်ပုံစံမျိုးရှိတတ်ပါတယ်ခေါင်းပေါ်ကအကြီးကုန်တွေကိုလည်းခွဲခြားလို့ရပါတယ်တောကြီးမွေဟောက်ရဲ့ခေါင်းထိပ်နာမှာ occipital scale လို့ခေါ်တဲ့အကြီးကုန်ကြီးတစ်ခုဘေးချင်းရှင်းလျက်ရှိနေပါတယ်ဒါဟာတခြားမွေဟောက်မျိုးနွယ်တွေနဲ့မတူပဲသူ့ရဲ့ထူးခြားချက်ပါရိုးရိုးမွေဟောက်မှာဒီအကြီးကုန်ကြီးတစ်ခုမပါပါဘူးတောကြီးမွေဟောက်ရဲ့သိပ္ပံအမည်မှာ Ophiofiga hana ဖြစ်ပါတယ်သူကတကယ်မွေဟောက်စစ်နာကြမျိုးနွယ်ဝင်မဟုတ်ပဲတီးတဲ့မျိုးနွယ်စုတစ်ခုဖြစ်ပါတယ်ထူးခြားတာကသူကတခြားမွေတွေကိုလိုက်လံစားတော့တတ်တဲ့ snake eater လို့လည်းခေါ်ကြပါတယ်မွေတွေထဲမှာတိညံအရှိဆုံးလို့သတ်မှတ်ခံရပြီးတရွက်6တွေနဲ့ကိုယ်ပိုင်အတိုက်စောက်တတ်တဲ့တစ်ခုတည်းသောမွေမျိုးစိတ်ဖြစ်ပါတယ်မြန်မာပြည်မှာအတွေ့အများဆုံးကတော့ monocle cobra လို့ခေါ်တဲ့မွေဟောက်တွေဖြစ်ပါတယ်သူတို့ကလူနေဝန်းကျင်နဲ့ပုံနီးဆက်ပြီးလေခွင်းတွေကြွက်တွင်းတွေမှာနေထိုင်တတ်ပါတယ်အန်ဒီရဲ့တွေ့ရင်ပပြင်းထောင်ပြီးအတန်ပြင်းပြင်းပေးကရန်သူကိုတတိပေးတတ်ပါတယ်ကိုထဲကမီးခိုးရောင်သို့မဟုတ်အဖြူရောင်ရှိတတ်ပါတယ်မွေဟောက်အကောင်ပေါင်လေးတွေကလည်းပပြင်းနောက်မှာအဝိုင်းကွက်ကတော့ထင်ထင်ရှားရှားပါရှိပြီးသားဖြစ်ပါတယ်အကောင်သေးပေမဲ့အရွယ်ရောက်ပြီးသားအကောင်တွေထပ်ပိုးပြီးရန်လိုတက်ကလူတွေကိုကိုက်ဖို့ဝန်မလေးတတ်ပါဘူးတောကြီးမွေဟောက်တွေကလူကိုမြင်ရင်ရှောင်တတ်ပေမဲ့ငုံကွက်ကတော့ရုတ်တရက်ဆိုရင်တုတ်ပြန်မှုအယမ်းမြတ်ပါတယ်ဘယ်မွေကအစိတ်ပူပြင်းလဲဆိုတာသိချင်ကြလားအစိတ်ရဲ့ပြင်းအားတစ်သက်ကိုပဲနှိုင်းယှဉ်ကြည့်မယ်ဆိုရိုးရိုးမွေဟောက်ရဲ့အစိတ်ကတောကြီးမွေဟောက်ထက်ပိုပြီးပြင်းထန်ပါတယ်တက်ခွေခံတိုင်းတာချက်တွေအရရိုးမွေဟောက်ရဲ့အစိတ်ကအာနိသင်ပိုပြင်းတာကိုတွေ့ရပါတယ်ဒါပေမဲ့တောကြီးမွေဟောက်ကပိုပြီးအန်တရကြီးတယ်လို့သတ်မှတ်ရတဲ့အကြောင်းရင်းကတော့အစိတ်ပမာဏကြောင့်ပါတောကြီးမွေဟောက်ဟာအရွယ်အစားကြီးမားတဲ့အတွက်တစ်ခါကိုက်ရင်ထုတ်လွတ်တဲ့အစိတ်ပမာဏကလွန်များပြားပါတယ်သူ့ရဲ့အစိတ်ပမာဏဟာစင်တကောင်ဟိုတောင်သေးစီနိုင်အောင်များပြားတဲ့အတွက်အကိုက်ခံရရင်သက်ဆုံးရှုံးဖို့အခွင့်အလမ်းပိုများပါတယ်အနည်းချုပ်ရရင်စိတ်ရဲ့ပြင်းအားမှာရိုးရိုးမွေဟောက်ကတာပြီးအစိတ်ရဲ့ပမာဏမှာတော့တောကြီးမွေဟောက်ကတာပါတယ်နှစ်မျိုးစလုံးကအာရုံကြောစနစ်ကိုပျက်စီးစေတဲ့အတွက်လူကိုအကိုက်ခံရရင်တော့ဆေးရုံအမြန်ပို့ဖို့လိုအပ်ပါတယ်မြန်မာနိုင်ငံမှာထုတ်တဲ့မွေစိတ်ဖြည့်စည်းရာငုံကွက်မွေဟောက်အတွက်သာဖြစ်ပါတယ်ကင်းကောဘရာအကိုက်ခံရရင်တည်တဲ့ဖြည့်စည်းလိုအပ်ပါတယ်ဒါအပြင်မြန်မာနိုင်ငံမှာအစိတ်မှုန်နိုင်တဲ့မွေဟောက်တွေလည်းရှိပါသေးတယ်မန္တလေး spinning cobra လို့ခေါ်တဲ့မန္တလေးအစိတ်မှုန်မွေဟောက်တွေကမြန်မာနိုင်ငံအလဲပိုင်းအပူပိုင်းဒေသမှာတွေ့ရပြီးမျက်လုံးကိုပြစ်မှတ်ထားပြီးအစိတ်မှုတ်တတ်ပါတယ်ဒီမျိုးစိတ်ဟာငုံကွက်မွေဟောက်နဲ့အစင်တူပေမဲ့ပိုပြီးဒေါသကြီးတဲ့အမျိုးအစားပါမ
မွေတွေကကြောက်စရာကောင်းတယ်လို့ထင်ရပေမဲ့သူတို့ကဂေယစနစ်ရဲ့ရေးပါတဲ့အစိတ်အပိုင်းတွေပါတောကြီးမွေရောက်ဆိုတာတောရိုင်းတရိတ်ဆန်တွေရဲ့ဘရင်တစ်ပါးလိုပါပဲဒီနေ့ဗီဒီယိုကနေတဆင့် King Cobra နဲ့ငုံကွက်ကိုအသေးချာခွဲတက်သွားမယ်လို့မျှော်လင့်ပါတယ်အဓိကမှတ်ထားရမှာကသူတို့ကိုမြင်ရင်မနှောက်ယှက်ပါနဲ့ဝေးကပဲရှောင်သွားပါအကယ်၍အကြိုက်ခံရရင်လည်းဘယ်မွေလဲဆိုတာတေချာပြောပြနိုင်မှာမှန်ကန်တဲ့ဖြည့်စည်းကိုရရှိမှာဖြစ်ပါတယ်တဘာဝကိုချစ်မြတ်လို့ပါဘူးတူတာကိုရှာဖွေပါနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်